ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ကိုဖြိုးရဲ့ YouTube Channel အသစ်ကလေးကနေပြီးတော့ကျွန်တော်ရဲ့အကိုဒီအမတွေမိသားစုဝင်အားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိသောနေ့ရက်လေးတွေထာဝရပိုင်ဆိုင်နိုင်ကြပါစေသက်ရှူတိုင်းမှာလည်းငွေတွေဝင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လူအင်ဆန္ဒတလုံးတော်လေးတွေပြေးဝကြပါစေလို့ကျွန်တော်ကိုဖြိုးကဥစွာပထမစွမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာเนาะကိုမကြီးအားလုံးပဲကဲဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်တွေကိုရီမကြီးအားလုံးပဲဗျာနော်ကျွန်တော်ရဲ့ကိုရီမတွေမိသားစုဝင်လေးတွေအားလုံးပဲကျွန်တော်တို့မနက်ဖြန်ဗုဒ္ဓဖူးနေ့မနက်12:10မိနစ်အတွက်ဒုတိယနဲ့ပတ်သက်ပြီးတော့ဘာထိုးလို့ထိုးရမှမသိဘူးဖြစ်နေတဲ့အကိုရီအမတွေမိသားစုဝင်တွေအားလုံးပဲကျွန်တော်ကိုဖြိုးရဲ့ဒီဗီဒီယိုဖိုင်လေးကိုသေချာနားလည်သဘောပေါက်အောင်အစကနေအဆုံးသေချာနားလည်သဘောပေါက်အောင်ကြည်ပါအကြိုက်တူတဲ့အကိုရီအမတွေ like ဆော့ကြည့်ပါနော် like ဆော့ခြင်းနဲ့ဆိုတဲ့ကိုရီမတွေ like ဆော့ပါနော်မိသားစုဝင်လေးအားလုံးပဲကျော်25ရက်3လ2026ဗုဒ္ဓဖူးနေ့မနက်12:10မိနစ်မှာဘလူကနန်းလေးတွေကအားကောင်းတာလေเนาะဘလူလုံးမိုက်ဝမ်းချင်းလေးကိုအဓိကထားပြီးစော့တင်လဲဘလူကနန်းလေးကိုမှကျွန်တော်တို့တကွက်ကောင်းလေးတိတိမိမိနဲ့ထိုးတင်တယ်လဲဆိုတာကျွန်တော်ကိုဖြိုးရဲ့ဒီဗီဒီယိုဖိုင်လေးကိုမရစ်မကြော်ပဲနဲ့အစားကနေအဆုံးထိသေချာနားလိုက်သဘောပေါက်အောင်ကြည့်ပါเนาะအချိန်လေးကျွန်တော်တို့9မိနစ်6မိနစ်လောက်ပဲပေးပြီးတော့ဗီဒီယိုဖိုင်လေးကိုစားကနေစုံနားလိုက်သဘောပေါက်အောင်ကြည့်ပါဗီဒီယိုဖိုင်လေးကိုမြင်လို့တွေ့လို့အားပေးမဲ့ကိုဒီမကြီးဆိုရင်လည်းလမ်းမလေးတွေတယောက်တစ်ချက်နဲ့နှိပ်ပြီးတော့ဝင်းရံပြီးတော့အားပေးပေးပါနော်ကျွန်တော်ကိုရဲ့ channel တစ်ကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကိုလည်း subscribe မနှိပ်ရသေးတဲ့ကိုမတွေရှိတယ်ဆိုရင် channel လေးကို subscribe လေးနှိပ်ပြီးတော့အားပေးပါလိုက်လမ်းမလေးတွေနဲ့ဝင်းရံပြီးတော့အားပေးပါကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲဒီဟုတ်ပြီကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲဗျာနော်ကျွန်တော်တို့ဒါမနက်ဖြန်25ရက်3လ2026ဗိုလ်ဖူးနေ့မနက်7:10မိနစ်အတွက်ဒူတီနဲ့ပတ်သက်ပြီးဘာလို့ထိုးရမှမသိဆိုတဲ့ကိုဒီမတွေအတွက်ကျွန်တော်ကိုဖြိုးရရှိထားတဲ့ထုံးစံတိုင်းရရှိထားတဲ့ကဏ္ဍလေးတွေလာရောက်ပြီးမျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီဟုတ်ပြီကျွန်တော်ကိုမအားလုံးပဲကျွန်တော်တို့မနက်ဖြန်ဗိုလ်ဖူးနေ့မနက်7:10မိနစ်မှာဘလူကဏ္ဍလေးကလာနေကြီးအားကောင်းဆုံးနဲ့ကြာနေကြီးအားကောင်းဆုံးဖြစ်မလဲဆိုတာကျွန်တော်ကိုဖြိုးတခါလေးပြောပြပေးမယ်เนาะကျွန်တော်ကိုမအားလုံးပဲကျွန်တော်တို့မနက်ဖြန်ဗိုလ်ဖူးနေ့မနက်7:10မိနစ်အတွက်ကျွန်တော်ကိုဖြိုးလေးလုံးအခွေလေးကိုအရင်ဆုံးစပြီးတော့ခေါ်ပေးပါမယ်เนาะဗိုလ်ဖူးနေ့မနက်7:10မိနစ်အတွက်ကျွန်တော်ကိုဖြိုးရရှိထားတဲ့လေးလုံးအခွေသည်9816ပါเนาะကျွန်တော်ကိုမအားလုံးပဲလေးလုံးအခွေကတော့9816ပါเนาะ9816ကအခွေပါဒါဗိုလ်ဖူးနေ့မနက်7:10မိနစ်အတွက်အခွေလေးပါเนาะကျွန်တော်ကိုမလေးအားလုံးပဲဒါအားကောင်းဆုံးလေးလုံးအခွေလေးပါနော်ကြည့်အောင်ပြီကျွန်တော်ကမှအားလုံးပဲအခွေလေးပြောပြီးပြီဆိုတော့ကျွန်တော်တို့7:10မိနစ်အတွက်လုံးမိုင်ပတ်သီးလေးတွေထပ်ပြီးတော့ခေါ်ပေးမယ်ကျွန်တော်ကမှလေးအားလုံးပဲနော်ဗီဒီယိုဖိုင်လေးကိုမြင်လို့တွေ့လို့အားပေးမယ်ဆိုလက်မလေးနှိပ်ပြီးအားပေးပါ share တဲ့ကိုဒီမတွေရှိတယ်ဆိုရင်ဒူးဒီတတိဒီနဲ့ပတ်သက်တဲ့နေရာလေးတွေမှာ share လို့ရတဲ့နေရာလေးတွေမှာ share ပေးပါမျှဝေပေးလို့ရတဲ့နေရာလေးတွေမှာမျှဝေပေးပါကျွန်တော်ကိုဖြိုးသည်ကျွန်တော်ကိုမတွေကိုရလို့သောစိတ်လေးတစ်ခုတည်းကြောင့်ဗီဒီယိုဖိုင်လေးဒါဗီဒီယိုဖိုင်လေးရိုက်ပြီးတော့လာရောက်ပြီးတော့မျှဝေပေးတာပါเนาะကျွန်တော်ကိုမအားလုံးပဲကဲဟုတ်ပြီလေးလုံးခွေလေးပြောပြီးပြီဆိုတော့ကျွန်တော်ကိုမအားလုံးပဲ7:10မိနစ်အတွက်မဖြစ်မနေစော့ကိုစော့တင်တဲ့လုံးမိုင်ပတ်တီးပြောမယ်ကျွန်တော်ကိုမအားလုံးပဲဒါမဖြစ်မနေစော့ကိုစော့တင်တဲ့လာနေကြီးအားကောင်းဆုံးနဲ့ကြာနေကြီးအားကောင်းဆုံးလုံးမိုင်ဝမ်းချင်းပတ်တီးလေးဖြစ်တယ်เนาะပတ်တီးကိုမှကြိုက်တယ်လိုက်စော့ခြင်းနဲ့ဆိုတဲ့အကိုတွေမတွေပတ်တီးကိုတက်နိုင်လို့ပတ်ရှင်ပါတယ်ဆိုတဲ့ကိုတွေမတွေကျွန်တော်ပတ်တီးလေးခေါ်ပေးမယ်เนาะဗိုလ်ဖူးနေ့မနက်7:10မိနစ်အတွက်လုံးမိုင်ဝမ်းချင်းသည်38ဝမ်းချင်းမှာ3ပိုင်8ပိုင်မှာเนาะပတ်တီးဆောက်မယ်ဆိုရင်3ပတ်တီး8ပတ်တီးပါကျွန်တော်ရဲ့ကိုရီမကြီးအားလုံးပဲเนาะကျွန်တော်ကိုမလေးရှိမှာလုံးမိုင်လေးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့83ဝမ်းချင်းလေးနဲ့ကပ်ပြီးတော့ဆော့ပါကျွန်တော်ကိုမကြီးအားလုံးပဲပေါက်တီးပေါက်ကွက်ကလေးတွေဖြစ်ပါလိမ့်မယ်เนาะကဲဟုတ်ပြီကျွန်တော်ကိုမကြီးအားလုံးပဲဒါပတ်တီးပတ်နိုင်တဲ့ကိုရီမကြီးအတွက်လုံးမိုင်ပတ်တီးလေးပြောပြီးပြီဆိုတော့ဒါပတ်တီးမပတ်နိုင်တဲ့အကိုရီအမကြီးအတွက်ကိုကျွန်တော်ကိုဖြိုးကနေပြီးတော့ကျွန်တော်တို့မနေ့ပြန်ဗိုလ်ဖူးနေ့မနေ့ဈေးမှာလာနေကြီးအားကောင်းဆုံးနဲ့ကြာနေကြီးအားကောင်းဆုံးကဏ္ဍလေးတွေเนาะ3နဲ့ပတ်သက်ရင်4ကွက်8နဲ့ပတ်သက်ရင်4ကွက်ရွေးထုတ်ထားတာလေးတွေရှိပါတယ်ခေါ်ပြပေးမယ်ပြောပြပေးမယ်เนาะဒါပတ်တီးကိုမပတ်နိုင်ဘူးဆိုတဲ့ကိုရီမတွေအကွက်ပဲရွေးစော့ခြင်းနဲ့ဆိုတဲ့ကိုရီမတွေအတွက်เนาะကဲပထမဆုံးကျွန်တော်တို့3နဲ့ပတ်သက်ပြီးတော့ဗိုလ်ဖူးနေ့မနက်7:10မိနစ်မှာဘလူကဏ္ဍလေးကအားကောင်းလဲဆိုတာကျွန်တော်စပြီးခေါ်ပြပေးမယ်เนาะကဲပထမဆုံး3နဲ့ပတ်သက်ပြီးတော့အားကောင်းတဲ့ကဏ္ဍလေး4ကွက်ကတော့35 31 36 34ပါเนาะ3နဲ့ပတ်သက်ရင်35 31 36 34ပါเนาะဒါ3နဲ့ပတ်သက်လို့ဗိုလ်ဖူးနေ့မနက်7:10မိနစ်မှာလာနိုင်ကြီးအားကောင်းဆုံးနဲ့ကြာနိုင်ကြီးအားကောင်းဆုံးကဏ္ဍလေးတွေဖြစ်ပါတယ်เนาะကျွန်တော်ကမှအားလုံးပဲကဲဟုတ်ပြီဒါ3နဲ့ပတ်သက်လို့4ခွက်ခေါ်ပြီးပြီကျွန်တော်တို့8နဲ့ပတ်သက်ပြီးတော့4ခွက်ခေါ်ပြီးမယ်ပြီးရင်ကျွန်တော် share main တစ်ခွက်ကောင်းလေးပြပြပေးမယ်เนาะကျွန်တော်ကမှအားလုံးပဲကဲအားလုံးပဲ3နဲ့ပတ်သက်ပြီးတော့4ခွက်ခေါ်ပြီးပြီအတွက်ကြောင့်8နဲ့ပတ်သက်ပြီးတော့4ခွက်ခေါ်ပြီးပါမယ်
ဗုဒ္ဓဖူးနေ့မနေ့7:00နာရီ10မိနစ်မှာရှင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုဖြူနော်လာနေကြီးအားကောင်းဆုံးနဲ့ကြားနေကြီးအားကောင်းဆုံးကဏ္ဍလေး၄ခွက်ကတော့ရှင်းနဲ့ပတ်သက်ရင်ရှင်း9 8 1 8 6 8 4ပါနော်ရှင်းနဲ့ပတ်သက်တဲ့ကဏ္ဍလေး၄ခွက်ကတော့ရှင်း9 8 1 8 6 8 4ပါเนาะကျွန်တော်ရဲ့အကိုဒီမတွေမိသားစုဝင်လေးတွေအားလုံးပဲဗျဒါကိုချိုင်းနေတဲ့ရခဏလေးတွေကိုရွေးထုတ်ပြီးတော့ like ဆော့ပါအကြိုက်လူတဲ့ကိုဒီမတွေဆိုရင်เนาะအခွေကြိုက်တဲ့ကိုဒီမတွေကအခွေလေးဆော့မယ်လုံးမိုင်ဝမ်းချင်းကိုပတ်တီးကိုပတ်နိုင်ပတ်ရှင်ပါတယ်ပတ်တီးပဲပတ်ရှင်တယ်ဆိုတဲ့ကိုဒီမတွေက3ပတ်တီး10ပတ်တီးလေးပါเนาะဝမ်းချင်းက3ပတ်တီး10ပတ်တီးပါလုံးမိုင်ဝမ်းချင်းက3ပတ်တီး10ပတ်တီးပါเนาะ38ဝမ်းချင်းပါကဲကျွန်တော်3နဲ့ပတ်သက်လို့အားကောင်းဆုံး4ခွက်ခေါ်ပြီးပြီ8နဲ့ပတ်သက်လို့အားကောင်းဆုံး၄ခွက်ခေါ်ပြီးပြီဆိုတော့ share main တစ်ခွက်ကောင်းလေးထပ်ပြီးခေါ်ပြီးမယ်เนาะဒါတစ်ခွက်ကောင်းလေးကိုမှထီထီမိမိကြိုက်ပါတယ်ဆိုတော့ကိုဒီမတွေကတစ်ခွက်ကောင်းလေးကိုပဲ like ဆော့เนาะကျွန်တော်ကိုမလေးတွေအားလုံးပဲဒါအကြိုက်ဒီမှာ like ဆော့ပြီးပါเนาะဗီဒီယိုဖိုင်လေးကိုကြည့်ပြီးဆိုရင်လမ်းမလေးတွေနှိပ်ပေးထား channel လေးကအသစ်ကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကို subscribe မနှိပ်ရသေးရင်နှိပ်ပေးထားပေးပါเนาะကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲကဲဟုတ်ပြီ share main တစ်ခွက်ကောင်းလေးခေါ်ပေးမယ်เนาะကျွန်တော်ဗိုလ်တဖူးနေ့မနက်7:00နာရီ10မိနစ်အတွက်ကျွန်တော်ကိုဖြိုးအကြိုက်ဆုံးဒါเนาะအကြိုက်ဆုံး share main တစ်ခွက်ကောင်းကတော့3နဲ့ပတ်သက်ရင်3နှစ်တစ်ခွက်ကောင်းပါเนาะကျွန်တော်ကအားလုံးပဲ3နဲ့ပတ်သက်ရင်3နှစ်တစ်ခွက်ကောင်းเนาะဒါတစ်ခွက်ကောင်းလေးတွေခေါ်ပြီးတာเนาะ3နဲ့ပတ်သက်ရင်3နှစ်တစ်ခွက်ကောင်း8နဲ့ပတ်သက်ရင်8ခွန်တစ်ခွက်ကောင်းပါเนาะကျွန်တော်ကအားလုံးပဲ8နဲ့ပတ်သက်ရင်8ခွန်တစ်ခွက်ကောင်း3နဲ့ပတ်သက်ရင်3နှစ်တစ်ခွက်ကောင်းပါเนาะကျွန်တော်ကလေးတွေအားလုံးပဲကဲဟုတ်ပြီကျွန်တော်ကလေးအားလုံးပဲကျွန်တော်ကဏ္ဍလေးတွေလည်းလုံးမိုက်ပတိလေးတွေကလေးလုံးအခွေလေးတွေက share main တစ်ခွက်ကောင်းလေးတွေကကျွန်တော်ခေါ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒါနောက်ထပ်ပြန်လဲပြီးတော့နောက်ထပ်တစ်ခါပြန်လဲခေါ်ပြပေးပါမယ်เนาะပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးရန်နာမယ်เนาะကဲဟုတ်ပြီเนาะကျွန်တော်ကိုမလေးတွေအားလုံးပဲကျွန်တော်ကဏ္ဍလေးတွေကိုစားကနေအစုံပြန်လဲပြီးတော့ခေါ်ပြပေးမယ်เนาะပြီးရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးရန်နာပါမယ်เนาะကျွန်တော်ကအားလုံးပဲ25ရက်3လ2026ဗုဒ္ဓဖူးနေ့မနက်7:00နာရီ10မိနစ်အတွက်ကျွန်တော်ကိုဖြိုးရရှိထားတဲ့လေးလုံးအခွေသည်9816ပါเนาะ9816ဒီအခွေပါကျွန်တော်ကိုမလေးအားလုံးပဲကဲဟုတ်ပြီကျွန်တော်ကိုမအားလုံးပဲလေးလုံးအခွေသည်9816ပါเนาะအခွေရတော့9816လေးလုံးအခွေပါလုံးမိုင်ဝမ်းချင်းကတော့ဒါကျွန်တော်တို့38ဝမ်းချင်းပါเนาะ3ပိုင်8ပိုင်ပါဒါကျွန်တော်ကိုမလေးရှိမှလုံးမိုင်လေးတွေရှိတယ်ဆိုရင်ကျွန်တော်ရဲ့38ဝမ်းချင်းလေးနဲ့ကပ်ပြီးတော့ဆော့ပါအဆင်ပြေပါလိမ့်မယ်ပေါက်တီးပေါက်ကွက်ဖြစ်ပါလိမ့်မယ်เนาะငွေထုတ်ရမယ့်ကဏ္ဍလေးဖြစ်ပါလိမ့်မယ်เนาะကဲဟုတ်ပြီကျွန်တော်ကိုမကြီးအားလုံးပဲ3နဲ့ပတ်သက်လို့ကျွန်တော်ရွေးထုတ်ထားတဲ့အားကောင်းဆုံး၄ခွက်ကတော့35 31 36 34ပါเนาะ3နဲ့ပတ်သက်ရင်35 3နဲ့ပတ်သက်ရင်35 31 36 34ပါเนาะ3နဲ့ပတ်သက်လို့ဒါအားကောင်းဆုံး၄ခွက်ရွေးထုတ်ထားတာပါကဲ3နဲ့ပတ်သက်လို့တစ်ချက် main တစ်ခွက်ကောင်းလေးက3နှစ်ဒီတစ်ခွက်ကောင်းပါเนาะ3နှစ်တစ်ခွက်ကောင်းပါကျွန်တော်ကိုမကြီးအားလုံးပဲကဲအားလုံးပဲဒါ3နဲ့ပတ်သက်လို့တစ်ခွက်ကောင်းလေးခေါ်ပြီးပြီဆိုတော့ကျွန်တော်တို့ရှင်းနဲ့ပတ်သက်ပြီးတော့ကဏ္ဍ၄ခွက်ခေါ်ပြီးမယ်ပြီးရင်ရှင်းနဲ့ပတ်သက်ပြီးတစ်ခွက်ကောင်းရွေးထုတ်ပြီးမယ်เนาะရှင်းနဲ့ပတ်သက်လို့အားကောင်းဆုံးကျွန်တော်ကြိုက်ဆုံးကဏ္ဍ၄ခွက်ကတော့85 81 86 84ပါเนาะရှင်းနဲ့ပတ်သက်ရင်85 81 86 84ပါကျွန်တော်ရဲ့ကိုဒီမတွေမိသားစုဝင်လေးတွေအားလုံးပဲကိုကြိုက်နေတဲ့ရကဏ္ဍလေးတွေကိုယူဆော့ပါเนาะကဲဟုတ်ပြီရှင်းနဲ့ပတ်သက်လို့ share main တစ်ခွက်ကောင်းကတော့8ခွန်တစ်ခွက်ကောင်းပါเนาะရှင်းနဲ့ပတ်သက်ရင် share main တစ်ခွက်ကောင်းလေးက8ခွန်တစ်ခွက်ကောင်း3နဲ့ပတ်သက်လို့တစ်ခွက်ကောင်းလေးက3နှစ်တစ်ခွက်ကောင်းပါเนาะကျွန်တော်ကမာလေးအားလုံးပဲကဲဟုတ်ပြီကျွန်တော်ကမာလေးအားလုံးပဲဗျကျွန်တော်ကဏ္ဍလေးတွေလည်းပြောတာစုံသွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရှင်းနာမယ်ဗျเนาะကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကျွန်တော်ရဲ့ကိုယ်ဒီမှာမိသားစုဝင်လေးတွေအားလုံးပဲနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိသောနေ့ရက်လေးထောက်ရပိုင်ဆိုင်နိုင်ကြပါစေလက်ရှိတိုင်းမှာလည်းငွေတွေဝင်ကြပါစေเนาะဂျေရနာစိန်ကြောက်စေတောက်တိုင်းလည်းကစားနိုင်ကြပါစေကျွန်တော်ကိုဖြိုးနဲ့ကန်ဆက်ပြီးတော့ကျွန်တော်တို့မနေ့ပြန်ပါလေပေါ်တီပေါက်ကွက်ကလေးတွေဖြစ်ကြပါစေရကြပါစေလို့ကျွန်တော်ကိုဖြိုးကစွန့်မကောင်းလေးတောင်းပေးရင်လည်းကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရှင်းနာလိုက်ပါရပြန်เนาะကျွန်တော်ကိုဒီမှာအားလုံးပဲကဲအားလုံးပဲ good luck ပါကိုဒီမတွေအားလုံးပဲ